အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဆိုင်မှာပေါ့နော်ဆိုင်မှာကျွန်တော်ဗီဒီယိုရိုက်တယ်ပေါ့နော်ဒီနေ့လေအတွက်ပေါ့နော်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နေ့လေကို one chain မှာဆိုရင်ကျွန်တော်1.6ကိုကျွန်တော်တွေးထားခဲ့တယ်ပေါ့နော်ကျွန်တော်တော်တော်ကြိုက်ခဲ့တဲ့ tip ပေါ့နော်ဒီအခုမကြော်မှာလဲကျွန်တော်တို့1ရှင်းထားတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီညနေပိုင်းမှာကျတော့ကျွန်တော်ဒီ1.6 one chain ရထားတဲ့အတွက်ပေါ့နော်ဒီ1ကို main ပတ်ပါဒီ6ကိုအရင်ပတ်ပေါ့နော်ကျွန်တော်တို့ key မှာဆိုရင်လဲကျွန်တော် site လေးတော်တော်လာတာပေါ့နော်သူကကြီးမှာဆိုရင်ကျွန်တော်နှစ်ပေါ့နော်နှစ်လေးနှစ်ခွန်လေးပေါ့နော်နှစ်ပါပါပေါ့နော်နှစ်ခက်လေးဆိုတော့ကျွန်တော်နှစ်ခွန်လေးကြီးနေပေါ့နော်ကျွန်တော်ဒီ one chain နဲ့ကတ်လိုက်ပေါ့နော်ဒီ6 one chain နဲ့နှစ်ခွန်လေးကြီးပေါ့နော်အတားတော့နည်းနည်းဆူညံမြေဗျာကျွန်တော်တချင်းဆူနေတဲ့အတွက်ပေါ့နော်ဒီခံပေးပါကျွန်တော်ဒီ6 one chain နဲ့ကတ်မယ်ဆိုရင်ကျွန်တော်ဒီ1နှစ်1ခွန်ပြီးကြရင်1လေးပေါ့နော်6မှာဆိုရင်လည်း6နှစ်6ခွန်6လေးပေါ့နော်အဲ့ဒီ6ကွက်ပဲထွက်မယ်ဗျာအများကြီးလည်းမရှိပေါ့နော်ဒါပေမဲ့ပတ်တီးပတ်နေတဲ့သူများကြလည်းပတ်တီးပတ်ပေါ့နော်1ကို main ပတ်6ကိုအရင်ပတ်ပေါ့နော်ဒီကြီးနဲ့ဟိုပတ်တီးမပတ်နိုင်ဘူးဆိုရင်လည်းကျွန်တော်ဒီ6ကွက်ကိုပဲထိုးပေါ့နော်အော်6ကွက်အော်3ကွက်အရင်3ကွက်ဆိုတော့6ကွက်ပေါ့နော်ဒီပိုတီချာတော့ကျွန်တော် plate နဲ့ plate ကိုရှာပြီးတော့ပြန်ကတ်တယ်ပေါ့နော် plate ကိုပြန်ရှာလဲ plate မှာဆိုရင်လည်းကျွန်တော်ဒီ plate တော့နှလုံးရှိမယ်ပေါ့နော်ကျွန်တော်ဒီ8တုံး plate ပေါ့နော်8တုံး plate မှာဆိုရင်ကျွန်တော်တို့ကွက်တီပဲပေါ့နော်ကွက်တီပဲတော့ကြားတယ်ဗျာကျွန်တော်ဒီ6 one chain နဲ့ကျွန်တော်ဒီနှစ်ခွန်လေးကြီးနဲ့ပြန်ကတ်ကြည့်မယ်ဆိုရင်လည်းပဲကျွန်တော်ဒီ1နဲ့ဟို10 plate ဆိုရင်ကျွန်တော်ဒီ1ခွန်ပေါ့နော်1ခွန်က10 plate ဗျာပြီးကြရင်ဒီ1နှစ်မှာဆိုရင်လည်း3 plate ဗျာ8တုံး plate ဆိုတော့ကွက်တီပဲပေါ့နော်အဲ့ဒီကြီးနဲ့လည်းကွက်တီတော့ကြားတယ်ဗျာအဲ့တော်တော်လေးကောင်းခဲ့တယ်ပေါ့နော် site တွေကပြောရမယ်ဆိုရင်ကျွန်တော်ဒီနှစ်မှာဆိုရင်ကျတော့နှစ်6ပေါ့နော်ပြီးကြရင်နော်6နှစ်ပေါ့နော်6နှစ်တော့ပြီးကြရင်6ခုတော့ပေါ့နော်3ပလေးကျတော့အဲ့ဒီ6လေးကျတော့အရင်ပဲပေါ့နော်အဲ့ဒီ main party မှာဆိုရင်ကျွန်တော်ဒီ main မှာဆိုရင်ကျွန်တော်ဒီ1ပေါ့နော်1နှစ်နဲ့1ခုကို main off ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကိုမကျော်မွေးကွက်မှာဆိုရင်လည်းပဲ1နှစ်နဲ့1ခုရှိရတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီညနေများထွက်မလားပေါ့နော်ကျွန်တော် site တွေကကွက်တီတော့ကြာနေတဲ့အတွက်ကိုကျွန်တော်တော်တော်လေးကြိုက်ပါတယ် site လေးလည်းတော်တော်ကောင်းတယ်ပေါ့နော်လာဖို့အလားလာတဲ့တော်တော်ရခိုင်နှုန်းတော်တော်များတယ်ပေါ့နော်โอเคပါမိတ်ဆွေတို့ကနန်းကြိုက်တယ်ဆိုရင်လည်းကနန်းကိုယူထိုးပေါ့နော်ကျွန်တော်ကနန်းပေါ့နော်ကနန်းမကြိုက်ဘူးဆိုရင်လည်းပဲမထိုးရင်လည်းရတယ်ပေါ့နော်ဒါကျွန်တော်မိတ်ဆွေတို့တဘောပေါ့နော်ကျွန်တော်တော့ site လေးရှိတယ်လို့ကျွန်တော်လာပြရတယ်ပေါ့နော် site ကိုတွေ့ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာ join ပြီးတော့လာကြည့်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာ comment မှာပေါ့နော်ကျွန်တော် link လေးချထားပေးမယ်ဗျာအားလုံးကကောင်းပါစေဗျာအားလုံးပေါ်ကြပါစေ